အားလုံးပဲမင်္ဂလာပါရှင်ချစ်ရတဲ့တက်တော်မိတ်ဆွေတွေကိုကျမကတည်ငောင်းလာပြောတာပါရှင်ကျမကပေါ့နော်မန်းလေးမြကြီးနာကားလိုင်းပြေးပါတယ်ပြီးတဲ့ခါကျကျမက6စိမ့်လေးရောက်ပါတယ်ရှင်မန်းလေးမြကြီးနာကားပေါ့နော်အခုပြောချင်တာကကားတွေ short ထားပေးပါတယ်ရှင်စီစည်းတွေကြတော့လေကားဈေးနှုန်းလေးတွေချထားပေးပါတယ်နော်ကျမကနဲ့စီးကျင်တဲ့မိတ်ဆွေများသိအောင်လို့ကျမကလာပြောပြပေးရပါရှင်ကားခေါင်းကိုတယောက်ကို9သိန်းပါရှင်နောက်ခန်းက4သိန်းခွဲပါရှင်မန်းလေးမြကြီးနာပဲစီစီမြကြီးနာကရင်မန်းလေးပဲစီစီဈေးနှုန်းကအတူတူပါပဲရှင်အဲကုန်းကိုတလန်းလုံးဖွင့်ပေးပါတယ်ရှင်လူစီတီတန်းမှာအကုန်လုံးဝမတင်ပါဘူးရှင်ပါဆယ်တို့အသေးလေးတွေပေါ့နော်ပါကျင်နေဆိုလို့ရှင်တော့ကျမကလက်ခံပေးပါတယ်ရှင်အဲ့ဒါလေးလာပြောတာပေါ့နော်ကားငှားချင်လဲကျမစီမှာလာငှားပါရှင်ကြောက်တွေပါလေဖက်ကန်တဘာဝကြောက်စိမ်းပေါ့နော်အဲ့လိုမျိုးတွင်းထွက်ပစ္စည်းမှန်မှန်လေးတွေလိုချင်ရင်လည်းကျမစီမှာလာဝယ်ပါရှင်ကျေးဇူးတင်ပါတယ်အဲ့ဒါလေးတရင်ကောင်းလာပြောတာပါရှင်စီစည်းတွေကြာရင်ကားစည်းတွေလည်းချထားပေးပါတယ်ကျမကားနဲ့စီးပေါ့နော်စီးဘူးတဲ့လူတွေကျမကားနဲ့ပဲသွားချင်တဲ့လူတွေကားအော်ဒါလည်းလိုက်ပါတယ်ကားအော်ဒါလည်းငှားပါတယ်စိတ်တဲ့ကားကိုငှားလို့ရပါတယ်ရှင်ခရောင်းမတ်တူပြီးပြီဆိုလို့ရှင်ဆက်ရှိမယ်ပါကျဲရှိမယ်နော်မိတ်ဆွေတို့ကြိုက်တဲ့ဟာကြိုက်တဲ့ကားကိုစီးနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အဲ့ဒါလေးလာပြောတာပါကားစည်းလေးချထားပေးပါတယ်ဆိုတဲ့အကြောင်းကိုတရင်ကောင်းလာပြောတာပါရှင်